သာသနာတော်နှစ်2569ခုနှစ်ကောဇာတက္ကရာ1388ခုတကူလာပြီးကျော်9ရက်ခရစ်နှစ်2026ဤဗီလ20ရက်နေ့တနင်္လာနေ့ညနေ့တကူတရားပွဲအဖြစ်ဟောကြားသောတရားတော်မှာအပမာဒတန်ဖိုးထားကြပါတန်ဖိုးထားကြပါအပမာဒဒေသနာလို့ခေါ်ပါတယ်တန်ဖိုးထားကြပါအပမာဒဒေသနာလို့ခေါ်ပါတယ်ဒီတရားတော်ဟောဖို့လျှောက်ထားတာကတော့တရားပွဲပဲလျှောက်တာပါဦးဇင်းရဲ့တရားဟောရမယ်အစီအစဉ်ကတော့ဒီတစ်ခါတရားပွဲကတော့ကိုယ်တွေ့ခံစားချက်ကလေးနဲ့ဟောပြပါပေါ့ဦးဇင်းအခုအသက်85နှစ်ထဲရောက်တော့မယ်84နှစ်ကုန်တော့မယ်အဲ့ဒီ84နှစ်ကုန်နဲ့အချိန်မှာဒီနိဂါမအစ္စကဘူရောက်တော့ကေစာယောဂဖြစ်ပြီလို့သိရတဲ့အချိန်မသိရသေးတဲ့အချိန်အဲ့ဒီအချိန်နှစ်ခုရဲ့ဒီဘက်စိတ်ပိုင်းဆိုင်ရာစိတ်မွေးမြူမှုအောင်ပြုမှုနှစ်ပိုင်းပေါ်လာတယ်ပေါ့ဦးဇင်းလည်းအရင်တော့ဟောခဲ့ပါတယ်တရားဓမ္မတွေလူနာရှင်တွေကိစ္စယောဂနဲ့လာပြီးတရားနာတဲ့ပုဂ္ဂိုလ်တွေသွားပြီးတရားဟောတဲ့အချိန်အကယ်၍သာဒကမာကြီးမှာပေါ့ကိစ္စပေါ့ယောဂီအခုနေမြကိစ္စယောဂမဖြစ်ဘဲနဲ့ကောင်းနေမယ်ဆိုရင်ဦးဇင်းရှိရောက်ပါမလားမရောက်ပါဘူးဗျာဟောတိုင်းပေါ်မှာလည်းပါပြီးသားကိစ္စယောဂဖြစ်လာတော့မှငါရဲ့အသက်ရှင်ရည်တည်မှုသည်မကြာတော့တော့ဘူးသူ့ပါသူအဖြေထုတ်တယ်ကိစ္စယောဂကြီးပွားလာသည်အမျှကုသရင်သူကုသခံယူနေရတဲ့အပေါ်မှာခံစားရတဲ့ယောဂဟာချမ်းသာမလာဘဲနဲ့ဆုပ်ယုပ်လာတာကိုတွေ့လာကြတယ်အဲ့လိုချမ်းသာတာမရှိပဲဆုပ်ယုပ်လာတော့သူကိုယ်တိုင်ခံစားလာရတယ်သူကိုယ်တိုင်ခံစားလာတော့သူ့ဘာသူတွက်ကိန်းနေချလာတယ်အဲ့ဒီယောဂီကိုဦးဇင်းကမေးတယ်ယောဂီနောက်ထပ်ဘယ်နှစ်လောက်နေရအောင်မဲလို့မှန်းလဲလို့မေးတော့သူရက်ပိုင်းလပိုင်းပဲရှိပါတော့တယ်ဗျာတဲ့သူ့ဘာသူဆုံးဖြတ်ချက်ချပြီးဦးဇင်းကိုလျှောက်တာအကယ်၍အဲ့ဒီယောဂီဟာကင်ဆာယောဂမရှိသေးဘူးဆိုရင်ဒီကမ္ဘာကြီးနောက်ထပ်ဘယ်လောက်နေရအောင်မလဲလို့တွက်လဲလို့မေးရင်နှစ်20 30 40ပေါ့အဲ့ဒီလောက်တော့မှန်းတာပေါ့ဗျာနော်မှန်းတွက်တာဦးဇင်းကိုယ်တိုင်အရင်တော့အဲ့လိုသိပြီးတော့ယောဂီကိုမေးတယ်အခုတစ်ခါကျတော့ဦးဇင်းကိုယ်တိုင်ခံစားရတာဟုတ်အဲ့ဒီပုံမှာအဖြေထုတ်ပြီးတရားဓမ္မတွေဟောခြင်းတဲ့တရားထွက်လာတာအဲ့ဒီအကြောင်းတစ်ခုပြုပြီးတော့အကယ်၍အဲ့ဒီယောဂီဟာကင်ဆာယောဂဆိုတာကရှင်မဲ့ယောဂမဟုတ်တော့ဘူးသေမဲ့သေချာပေါက်သေရမယ်လို့ဆုံးဖြတ်နိုင်တဲ့ယောဂသူရောက်လာတော့သူ့ကိုယ်သူလည်းအသက်ရှည်ရှည်မနေရတော့ဘူးလို့သူ့ဘာသူပဲဆုံးဖြတ်လာတယ်အကယ်၍ကင်ဆာယောဂမရှိသေးဘူးဆိုရင်ကျန်းမာရေးကောင်းနေရင်ငါနေရအောင်မယ်အသက်ရှည်အောင်မယ်နှစ်ပေါင်း20 30နေရအောင်မယ်လို့သူ့ဘာသူတွက်တာပဲအဲ့ဒီပုံမှာနော်အဖြေနှစ်ခုသိစရာနှစ်ခုပေါ်လာတယ်ပေါ့အဲ့ဒီလိုပဲဦးဇင်းလဲကင်ဆာယောဂရေလို့မသိခင်တော့ကဦးဇင်းလဲဒီတိုင်းပဲသာသနာပြုရင်ကြောင်းတိုက်ကြီးဦးဇင်းကတော့ဒါပဲရှိတာဟုတ်ဒီတန်းခိုင်မြဲရေးနဲ့ဇံရမရဖိုးရမယ်ရှင်ကောင်းရှင်မြတ်တွေပေါ်ထွန်းဖို့အဲ့ဒီအတွက်အခုမှအစပြိုးကားသာရှိသေးတာအဲ့ဒီတည်ထားတဲ့
ကျောင်းတိုက်ကြီးဟာဦးစင်းနာမရှိရင်ပျက်စီးမှာမထူထောင်နိုင်ဘူးအဲ့တော့ဦးစင်းအရင်တော့ဗာစိတ်နဲ့နေလဲဆိုရင်တော့ငါမသေးသေးဘူးဒီကျောင်းတိုက်ကြီးကငါဆက်ပြီးတော့နော်အခုရေသန်းဆက်တွေလုပ်မယ်ထောက်ပံ့မယ်စောက်ရှောက်မယ်အခုကငွေနဲ့မှမပါလို့မဖြစ်တော့ဘူးဒါလူရင်းပဲပေါ့လေအဲ့တော့ရေသန်းဆက်ပြီးမြောက်ရေးဦးစင်းစိတ်ထဲမှာရှိတယ်ဒါပေမဲ့ဦးစင်းကနှစ်ပေါင်းဘလောက်နေရအောင်မယ်လို့အဲ့ဒီအချိန်မှာဦးစင်းကိုဦးစင်းကိစ္စယောဂမဖြစ်မီကကိုယ့်ဘာကိုပြန်မေးကြည့်တာငါလဲ85 90တော့နေရမှာပေါ့ပြစ္ဆုတ်ပံကလည်းကျမ်းမာကြီးကကောင်းနေတာကိုကောင်းနေတဲ့အလားလာကိုကြည့်တော့နောက်15 20ပေါ့30ပေါ့နေရအောင်မယ်လို့စိတ်ချလက်ချယုံကြည်ပြီးတော့ဆုံးဖြတ်ပြီးတော့အဲ့ဒီ15 20အစိတ်အဲ့ဒီမှာငါရှိနေအောင်မယ်ငါအသက်ရှင်နေအောင်မယ်အဲ့လိုတွက်ထားတာဦးစင်းလည်းအဲ့လိုတွက်ထားတာတနေ့နှစ်နှစ်မတွက်ဘူး15 20အစိတ်အဲ့လိုတွက်တယ်အဲ့တော့ဦးစင်းဒီပြိုးရင်ကြီးကဦးစင်းကတော့ကျန်တာကတော့စာသင်တာကတော့စာသင်တိုက်ကကိုတော်တွေနဲ့စာချလို့သာသနာပြုလို့ရပြီနဲ့ဒီကိုတော်တွေဇံရမရဖို့ဆိုတာကဦးစင်းရှိမှရမှာအဲ့တော့သူတို့ဇံရမရဖို့ဆိုတာကအခုနှစ်နဲ့ပြန်တွက်မယ်ဆိုရင်နောက်ထပ်အနည်းဆုံး9 နှစ်10 နှစ်လောက်ဒါအနည်းဆုံးတော်တဲ့ပုံကိုယ်လူတွေဉာဏ်ကောင်းတဲ့ပုံကိုယ်တွေပါလာရင်တော့မှ9 နှစ်10 နှစ်လောက်ကြာမှသူတို့ငယ်လက်ကြီးဓမ္မစရိယလင်္ကာရတွေပြီးပါအဲ့ဒါပြီးတော့မှအဲ့ဒီယဟန်တွေကိုဦးစင်းကယူပဇံ၄ပါးနဲ့နေရောညရောဦးစင်းကိုယ်တိုင်အနာကပ်ပြီးတော့ကြက်မှတ်ပြီးတော့ဇန်သမารီတွေရဖို့စောက်ရှောက်ဖို့တာဝန်ရှိသေးတယ်ငါအဲ့ဒါလုံအောင်မယ်အဲ့ဒါလုံရမယ်လို့အဲ့လိုမှတ်သားထားသလိုအဲ့ဒီစိတ်နဲ့ပဲရှိတာအဲ့မှာကိစ္စယောဂလည်းဖြစ်ပြီးဆိုလို့လည်းအဖြေလည်းထွက်ရောဦးစင်းကိုဦးစင်းပြန်ပြီးတော့မိကုန်းထုတ်တယ်ငါဘယ်နှစ်နှစ်နေရအောင်မလဲကိစ္စယောဂကတော့ဦးစင်းတို့ရန်ကုန်မှာသိနေကြကတော့အလုံးစုံ2 နှစ်ပဲအဲ့ဒီတောင်သက်တမ်းတူတာတွေကအများကြီးပဲအဲ့တော့အရင်တုန်းကနှစ်15 20အစိတ်မှန်းထားတာအဲ့ဒီတိုင်းပဲနေရမှာလို့စိတ်ချလက်ချယုံကြည်ပြီးတော့နေတာအခုကင်ဆာဖြစ်ပြီဆိုတဲ့အဖြေလဲထွက်ရောမဟုတ်တော့ဘူးငါ2 နှစ်တဲ့ပုံမနေရတော့ဘူးကုတဲ့လူတွေကပုံကတော့အပြောင်းမှာဘာပဲသူတို့ပြောဦးစင်းကတော့ကင်ဆာဖြစ်ရင်2 နှစ်ပဲခံမယ်တွက်တာအဲ့တော့ဦးစင်းရဲ့နေရမယ့်သက်တမ်းက2 နှစ်ပဲရှိတော့တယ်လို့ဦးစင်းဆုံးဖြတ်တယ်အဲ့လိုဆုံးဖြတ်တော့အရင်တုန်းကဆုံးဖြတ်ထားတာနေနေတခြားသည်ဖြစ်သွားအရင်တုန်းကတော့ရေသန်းဆက်ကဘယ်လောက်ကြာပြီးမယ်ရေတွေဘယ်လောက်ထွက်မယ်အဲ့ရငွေတွေဘယ်လောက်ရရင်ဒီကကျောင်းတိုက်ကြီးလှုပ်ရှားတွေကတော်တော်လောအောင်မယ်အခုတော့တိမ်ဆိုရင်ဒါဦးစင်းတို့လစဉ်ရတဲ့ငွေတွေကလကနဲ့အသုံးစရိတ်ပိုတဲ့ဝတ္ထုလေးကိုပဲတိမ်နဲ့ထည့်နေရတာအဲ့မှာပဲသိန်းကိုတောင်းချီနေပြီမပြီးသေးဘူးတဘောကကျန်တာတွေလည်းအများကြီးရှိသေးတာနောက်တစ်ခုကတခုတော့ရှိတာကသူ့ဘာသူအောင်ကြဘာဖြစ်ပရိယတ်ဒီတစ်မျိုးတည်းဆိုရင်တော့အကြောင်းမဟုတ်ဘူးဦးစင်းတို့ကဇံရမယ်ပုံကိုယ်တွေအထိမှန်းထားတဲ့အတွက်ကြောင့်တော်တော်ရင်းရမယ်နော်ဘာဖြစ်လို့လဲဆိုတော့စာအောင်တဲ့တန်ဃာတွေကိုစာပြန်ချနေရမယ်ဆိုရင်သူတို့ကျင့်ဖို့မရတော့အဲ့တော့သူတို့ကစာနဲ့ပဲပတ်ချက်လဲပြီးတော့နစ်သွားရင်ဇာယမရမယ်အဆင့်တဲကိုမရောက်တော့ဘူးအဲ့ဒါဆိုဦးစင်းငကိုရည်ရွယ်ချက်ကမအောင်မြင်တော့ဘူးအခုတော့အဲ့စာရပိတလူပြန်တော်တွေကို9 သိန်း6 သိန်း9 သိန်းဒီလိုပေးထားတော့သူတို့လည်းထိုက်တန်လာကရတော့လှုပ်ချင်တယ်ဦးစင်းကလည်းသူတို့ကိုလာကစားရဲလို့သဘောမထားဘဲနဲ့သူတို့ကိုပြောပါတယ်ခမရတို့မကူညီရင်ဦးစင်းမအောင်မြင်ဘူး
ဦးစီးရှိရယဟန်နေစာပြန်ချနေရရင်အဲ့ဒီမှာနေပတ်ချလဲပြီးတော့တရားကြီးနဲ့ရှိရောက်မှာမဟုတ်ဘူးအဲ့တော့ခမရတို့နော်လာပြီးတော့စာသင်ပေးတာနော်လာကစားရလို့မဟုတ်ဘဲနဲ့သာသနာတော်ကြီးဆရာတော်ကြီးမန်းနဲ့မရဖို့ရမယ်ဇံရမယ်ရဟန်းကောင်းတွေထွက်ဖို့အတွက်ငါတို့လာကူတယ်လို့သဘောထားပါဦးစင်းလည်းအဲ့ဒီလိုပဲသဘောထားပါတယ်အဲ့ဒီလိုတာမကူညီရင်သူတို့မရှိရင်ဦးစင်းရှိရယဟန်၄ပါးနဲ့ဘယ်လိုလုပ်သွားလို့ရခလေးရတော်တော်ထိန်ရတာနော်မြောက်ထိန်ရတယ်မကောက်တော်တော်ဆိုးတယ်ခလေးဆိုတာခလေးဆိုးပဲအဲ့ဒီထဲမှာဇီရိုက်မျိုးစုံအကျင့်မျိုးစုံနဲ့တော်တော်ထိန်ရတယ်အဲ့ဒါကိုသူတို့ကိုဦးစင်းတို့ကလာကနဲ့ငွေမပေးနိုင်ဦးစင်းရွေချက်မအောင်မြင်ဘူးကျန်နာတွေကိုထားဦးစင်းရှိရဒီကျောင်းတိုက်ကအောင်တဲ့ယဟန်တွေကိုဇံရမဲရဖို့အဲ့ဒီအတွက်ကဦးစင်းကနေရအောင်မယ်ဆိုနောက်ထပ်ပေါင်းရင်15နှစ်လောက်အနည်းဆုံးနေမှရမှာအခုတော့2နှစ်ပဲကိုယ့်အကိုတတ်မှတ်လိုက်တော့ဦးစင်းရီမှန်းချက်ကြီးကကိုထင်းသလိုမဟုတ်တော့ပါလားအဲ့ဒီလိုပြန်ကြည့်လိုက်တယ်ဒီအကြောင်းကိုခံပြီးတော့ပြန်ကြည့်လိုက်တော့ဘုရားဓမ္မတွေတရားဟောဖို့ပါလားဦးစင်းအရင်တော့ကနေတဲ့အတိုင်းပဲခင်ဗျားတို့နေကြတယ်အများကြီးပဲမဲ့ဖို့မရသေးတဲ့ပုဂ္ဂိုလ်မှန်သမျှမဲ့ဖို့ဘာဖြစ်လို့မရသေးတာလဲဆိုအာမထုတ်လို့ရှင်းရှင်းလေးပဲဇန်တရားဘာဖြစ်လို့မရတာလဲအာမထုတ်လို့ဇန်တရားမဲ့တရားကပျောက်စုတော်တဲ့သမုဒ္ဒရာတဲ့လိုက်ရှာရတာအာဃာသတဲ့လိုက်ရှာရတယ်လို့မဟုတ်ဘူးကိုယ်ခန္ဓာမှာရှိပြီးသားလိုက်ရှာရတာမဟုတ်ဘူးဒါပေမဲ့တရားသိကျင်တယ်တရားတွေ့ကျင်တယ်ဆိုတော့လေတရားအပြင်မှာလည်းမဟုတ်ဘူးခန္ဓာမှာဒီခန္ဓာကြီးနဲ့သွားလာနေတာလေအဲ့ဒါတရားကြီးပဲဒါပဲနဲ့တရားဓမ္မတွေကဥစဉ်အရင်တော့လို့ပေါ့နေတယ်လို့ပဲငါအခုတရားဓမ္မတွေဥစဉ်မေးမယ်ကိုယ့်အကွယ်ပြန်မေးကြည့်ငါနောက်ထပ်ခမရတို့ဘယ်နှစ်လောက်နေရအောင်မယ်လို့မှန်းတယ်လေကိုယ့်အကွယ်ပြန်တွက်ကြည့်လိုက်ငါနောက်ထပ်10နှစ်အနည်းဆုံးအဲ့လိုမှန်းလိုက်မယ်နော်နောက်ထပ်ငါ10နှစ်နေရမယ်15 20 30အဲ့ဒီလောက်မှန်းတဲ့လူကြီးပဲအခုပြည့်တာတယ်ပါအဲ့လိုမှန်းပြီးတော့အဲ့ဒီထိနေရမယ်လို့ယုံကြည်နေတာယုံကြည်တဲ့ဆုံးဖြတ်ချက်ကြောင့်ငါအခုနေရအောင်မယ်ငါနေရအောင်မယ်ငါအဲ့လောက်ထိနေရအောင်မယ်ဆိုပြီးတော့တရားကလောလောဆယ်အရေးမကြီးသေးဘူးငါစားရေးဖို့ရေးနေရေးအဲ့ဒီအတွက်ပဲငါလုံးပန်းအောင်မယ်ငါသားတွေငါသမီးတွေငါစီးပွားတွေနဲ့ငါနောင်ရေးဆိုတာကတရားကျင့်မဲ့နောင်ရေးကိုမဟုတ်ဘူးသားတွေသမီးတွေနောင်ရေးမိမိနောင်ရေးပဲတွက်တာဒါမိမိမဲ့ဖို့မရသေးတဲ့နောင်ရေးကိုမတွက်ဘူးဘာဖြစ်လဲဆိုပုံချထားတယ်လေငါနေရအောင်မှာငါ10နှစ်15နှစ်အနည်း20ငါနေရအောင်မှာနေနိုင်သေးတယ်နေသာသေးတယ်ဆိုပြီးတော့အဲ့လိုဆုံးဖြတ်တဲ့လူကြီးပဲခင်ဗျားတို့တရားနာတဲ့နေမှာအဲ့တော့ဘာဖြစ်လဲဆိုတော့တရားကမရှိတာမဟုတ်ဘူးရှိတယ်ဘာဖြစ်လို့မရတာလဲဆိုရင်မရှုလို့တရားရှိပြီးသားနော်မရှုတာဘာဖြစ်လို့မရှုတာလဲဆိုတော့တရားမရှုသေးဘူးငါတရားရှုဖို့သာနဲ့ငါလောကကြီးမှာနေရအောင်ပါငါ10နှစ်15နှစ်အနည်း20နေရအောင်ပါနေသာသေးတယ်နေနိုင်သေးတယ်အဲ့ဒီဟာနဲ့နော်ဆုံးဖြတ်ချက်ချပြီးတော့တရားမထုတ်ကြတာအကယ်၍တာအခုတရားနာတဲ့ပုဂ္ဂိုလ်တွေနော်ဦးဇင်းကုလားတော့ယောဂတဲ့အမေးဖြေဒီမှာမေးတဲ့မေးဖို့မျိုးလို့ယောဂလည်းရလာပြီဆိုတော့ခမဘယ်နှစ်လောက်နေအောင်မဆိုရက်ပိုင်းလပိုင်းပဲလိုပါတော့တယ်အခုတကာကြီးတွေအခုငကာဓမ္မတွေတရားနာတဲ့ပုဂ္ဂိုလ်တွေကိုရက်ပိုင်းလပိုင်းပဲနေရတော့မယ်ဆိုတဲ့စိုးရင်စိတ်မျိုးရှိကြလားဒီမှာမဟုတ်ဘူးမစိုးရင်ဘူးအေးဆေးဆေးပဲငါနေရအောင်မှနေနိုင်သေးတယ်ငါရက်ဒီလတွေနှစ်တွေအများကြီးနေရအောင်မယ်လို့အဲ့ဒီဆုံးဖြတ်ချက်နဲ့ပဲကာကွယ်ထားပါတယ်တရားအမထုတ်တာဘာကြောင့်မထုတ်တာလဲဆိုအဲ့ဒီကာကွယ်ချက်ပဲအကယ်၍တာတရားနာတဲ့ပုဂ္ဂိုလ်တွေ
အခုလို့ရက်ပိုင်းလပိုင်းလေးတော့ကြံတော့တဲ့ယောဂမျိုးဖြစ်ခဲ့ရင်ဘယ်လိုနေမလဲအဲ့ဒီကြတော့ရက်ပိုင်းလပိုင်းလေးနဲ့မိမိတရားအထုတ်လို့လုံလောက်ပါတော့မလားယောဂမှရင်မဟုတ်ဘူးနော်ဥမာပေါ်သဘောအပြင်အမှတ်မထင်ကဲသိမင်းကြမယ်တဲ့ထောင်ကြမယ်သိမင်းကြမယ်အကြောင်းတစ်ခုပေါ့ဗျာသို့မဟုတ်အကြောင်းတစ်ခုနဲ့ကားတိုက်မယ်ဘာဖြစ်မယ်ညာဖြစ်မယ်ပေါ့အကြောင်းတစ်ခုကဘာဖြစ်လာမယ်မသိဘူးအနာဂတ်မှာအနာဂတ်ကိုကိုကပိုင်စိုးပိုင်နေနဲ့15 20အစိတ်30နေရအောင်မယ်လို့ကိုယ့်အကိုအပိုင်ထွက်ထားတာအဲ့လိုအပိုင်ထွက်ထားတာဘယ်အကြောင်းပြခြင်းနဲ့အပိုင်ထွက်ထားတယ်လို့ဆိုကိုယ့်ကိုမေးခွန်းပြန်မထုတ်ဘူးအဲ့ဒီလိုနဲ့မမျောလင်းမဲနဲ့အဲ့ဒီဂျားထဲမှာတွက်တဲ့ဂျားထဲရပဲတခုခုသောအကြောင်းတရားနဲ့နော်ဆုံးမပါတာဒီတခုခုသောအကြောင်းတရားနဲ့တရားအထုတ်ဖို့အတွက်ရက်ပိုင်းနေလပိုင်းနေမရတော့တာဒီနှစ်ရှိမရတော့တဲ့အကြောင်းတရားတွေအများကြီးရှိတယ်ဦးစင်းအခုမနေ့ကရောက်တယ်ဟိုမှာတရင်ကြခဲ့အောင်လမ်းမှာအဲ့ဒီနေ့ပဲမနေ့မတိုင်ခင်ပဲတကြိုပဲအကောင်ကြီးတဲ့45ကျော်ပဲရှိသေးတယ်အကောင်ကြီးဘာယောဂမှလည်းမရှိမခံစားရဘူးဒါပင်နဲ့ဖြုံတိုင်းကြီးတည်သွားရတယ်သူတို့လည်းအံ့ဩနေတယ်ဘာယောဂမှလည်းမရှိဘူးတဲ့ဒါကသူတို့အရက်ကပြောတာပေါ့ဗျာအဲ့တော့အကယ်၍အဲ့ဒီပုဂ္ဂိုလ်ကကျန်းကျန်းမာမာနဲ့အသက်အရွယ်လည်းရှိသေးတော့သူလည်းအဲ့လိုပဲနောင်ကို20အစိတ်30နေရအောင်မယ်40နေရအောင်မယ်တွက်ပြီးတော့နော်တရားဆိုတာနေုံရသေးတယ်မကျင့်မဲရသေးတယ်ငါနေနိုင်သေးတယ်ကျင့်ဖို့အချိန်နေရှိသေးတယ်ဆိုပြီးတော့ဟိုအာမခံခြင်းမရှိတဲ့ပုံချချက်ယုံကြည်ချက်တွေနဲ့ပြစ်ထားတာအခုတော့ဇိုးဇက်ပြိုးပြဆိုသေးသွားတယ်ကဲအနာဂတ်ကိုဘယ်လိုဆုံးဖြတ်ချက်နဲ့အခုတရားနာတဲ့ပုဂ္ဂိုလ်တွေနေကြလေကိုယ့်ပြန်မေးကြည့်ငါအနာဂတ်ကို10နှစ်15နှစ်အနှစ်20 30အဲ့ဒီလိုနေရမယ်လို့ပဲတွက်ထားတာပဲငါနေနိုင်သေးတာပဲအဲ့လိုပဲတွက်ထားကြမှာယောဂီပြန်စစ်နော်အေးဒါဖြင့်ဒကာရဲဒကာမတွေတရားနာခြင်းတယ်ဆိုတော့တရားသိခြင်းလို့နာတာတိုင်းနာတဲ့တရားတွေဟာဒကာဓမ္မတွေအခုနေနိဗ္ဗာန်ဆိုတာဒုက္ခခတ်သိမ်းချုပ်ငြိမ်းရအမှန်မြတ်နိဗ္ဗာန်ဒုက္ခတွေလောလောဆယ်ခံစားနေရတာဒါပေမဲ့ဒုက္ခခတ်သိမ်းချုပ်ရနိဗ္ဗာန်ဆိုတာယုံကြည်လို့ဗုဒ္ဓဘာသာကိုကိုးကြတယ်နော်ဘုရားတရားတန်ခါဆိုယရဏသုံးပါးကိုစိကကိုးကြတယ်နိဗ္ဗာန်ရပါလို့ဤဘာလေးလူနိဗ္ဗာန်တပစ္စယောဟောတုနိဗ္ဗာန်ရပါလို့ဤနိဗ္ဗာန်လိုချင်ပါတယ်အဲ့လိုဆုတောင်းတယ်ဒါပေမဲ့နိဗ္ဗာန်ရောက်ကြောင်းကျင့်လားဆိုမမြင်ဘူးဒါဆိုပုံချတာလေနောက်20 15 30နေရအောင်မယ်လို့ဒါမှန်းထားတာဘလို့နေရမှရင်အတူတူအရှင်ဘုရားအဲ့လိုဆိုရင်တရားပဲအားထုတ်ရတော့မှလားလို့မေးစရာရှိတယ်တပည့်တို့စီးပွားရေးအတွက်အလုံးမလုံးရတော့ဘူးလားလို့မေးစရာရှိတယ်အဲ့လောက်ကြီးမဟုတ်ပါဘူးခင်ဗျားတို့တောထွက်ပြီးတော့ဇံပွေရင်ရအောင်နော်အဲ့လိုအားထုတ်ဖို့မဟုတ်ပါဘူးအဲ့လောက်ကြီးမလိုပါဘူးသေခြင်းဒုက္ခနဲ့အပေဘေးဒုက္ခမှလွတ်ဖို့သေချာပေါက်လွတ်ဖို့အဲ့လောက်လေးကိုပဲဦးစင်းပြောတာတခါတည်းမဲ့စင်းဖိုးစင်းအဲ့ဒါကြီးမလိုဘူးမိမိကိုယ်တရား၌တိမ်ညွတ်နေတဲ့ပုဂ္ဂိုလ်ဖြစ်မဖြစ်ယောဂီတွေစမ်းသပ်ကြည့်ကဲဦးစင်းတရားမနာခင်မှာယောဂီတို့တနေ့တရား၌နှလုံးသွင်းတာဥမာကာယ ानु ပဒနာပေါ့တဏီကုံနေလို့ဘယ်နှကြိမ်နှလုံးသွင်းမှုလဲကောက်ပြန်မေးရှုလွယ်ရတဲ့32ကရတကမ္မထံလက္ခဏာကြီး3ပါးတင်ပြီးတော့ဘယ်နှကြိမ်လောက်ဘယ်နှနာရီလောက်မြန်ရှုတဲ့ပုဂ္ဂိုလ်ရှိလဲပြန်စစ်နော်
တရားကဥစဉ်တော့ပေးတာမဟုတ်ဘူးနော်တရားကကိုယ်ခန္ဓာကြီးထိုင်တဲ့ခန္ဓာမှာရှိပြီးသားနော်တရားရှားတာမဟုတ်ဘူးနော်သိတယ်ရှိငါရှုရတာလည်းမဟုတ်ဘူးယာတိဥဒုစောင်းတာလည်းမဟုတ်ဘူးလိုက်ရှားတာလည်းမဟုတ်ဘူးနော်လောကမှာပတ်စံမရှိလို့ဘုရားမဖူးနိုင်ဘူးဘာမဝင်နိုင်ဘူးအိမ်ကြီးတိုက်ကြီးမဆောင်းနိုင်ဘူးဆိုထားပါတော့တရားကတော့အားလုံးခန္ဓာ၅ပါးယုံနာပါတော့ရှိကြတာအတူတူပဲဒါဖြင့်ရှိတဲ့တရားကိုတရားလို့မသိဘဲနဲ့ငါပဲလို့ပုဂ္ဂိုလ်သတ္တဝါလို့ဆွဲပြီးတော့ဒိဋ္ဌိကတဏှာနဲ့ပေါင်းပြီးတော့မောဟဖုံးထားတယ်မေ့လျော့ပြီးတော့ဖုံးထားတယ်ဓမ္မကိုမမြင်အောင်ဖုံးထားတယ်အဲ့ဒီအဖို့အောင်မှာဒိဋ္ဌိတို့တဏှာတို့မာနတို့ဒေါသနဲ့နေတယ်ဒါပေမဲ့ဘာသာတရားကြောင့်ဘုရားပွင့်လာလို့အခုနေမဂ္ဂင်၈ပါးအကျင့်တရားပေါ်လို့တာဟာနိဗ္ဗာန်ပဲနော်ရုပ်ပဲနာမ်ပဲမမြဲဘူးနဲ့ရှောက်တာပြောနေတာမသိဘူးလားသိတယ်လေနိဗ္ဗာန်ခြုံခြင်းဆိုတာသိတယ်ဒါပေမဲ့ခြုံခြင်းကနိဗ္ဗာန်ကိုဘာဖြစ်လို့လိုချင်တာလဲမေးရနိဗ္ဗာန်ဆိုတဲ့ခြုံခြင်းရဆိုတာခန္ဓာရှိရင်ဘဝရှိရင်ဒုက္ခရှိတယ်ဒုက္ခအမျိုးမျိုးရှိတယ်အမျိုးမျိုးသောဒုက္ခကြီးကိုဘဝတိုင်းမခံစားခြင်းလို့အဲ့ဒီဒုက္ခကြီးကိုကြောက်လို့နောက်မလိုခြင်းလို့ဒုက္ခနဲ့နော်တွဲပြီးတော့မနေခြင်းလို့ဒုက္ခချုပ်ရနိဗ္ဗာန်ကျင့်ခြင်းလို့ဆိုရင်ဒါယောဂီတို့နိဗ္ဗာန်ဆိုတာဒုက္ခချုပ်ကြောင်းသိပြီဒါဒုက္ခပဲပါလဲလို့ပြီးတော့အခုတရားထိုင်တဲ့ခန္ဓာပဲတရားထိုင်နေတဲ့ယုံနဲ့နံဒီဒုက္ခသစ္စာပဲမသိဘူးလားသိတယ်နိဗ္ဗာန်ဆိုတာဒုက္ခချုပ်ရမသိဘူးလားသိတယ်ကျင့်လားဆိုမသွားမကျင့်သေးဘူးနေအောင်မယ်ရအောင်မယ်နှစ်30နှစ်15နှစ်နှစ်10နေရအောင်မယ်လိုသေးတယ်ထားလိုက်အောင်မယ်အဲ့ဒါဘာဖြစ်လဲဆိုဒုက္ခကိုမကြောက်ဘူးဒုက္ခကိုမသိလို့တကယ်နိဗ္ဗာန်ကိုမလိုချင်လို့အကယ်၍အဲ့ဒီပုဂ္ဂိုလ်ဒီနော်လူတယောက်ဒီရက်ပိုင်းလပိုင်းလေးပဲနေရတော့မယ်ဆိုရင်ဒီပုဂ္ဂိုလ်ရေရှည်နေရတော့မှမဟုတ်တဲ့အတွက်ကြောင့်အဲ့ကြတော့မှထကြုံပြီးတော့ကျင့်တော့ဘယ်ဟာဆွဲလို့ဆွဲရမှမသိဖြစ်ကြောင်ကရမ်းဖြစ်နေပြီးတော့စိတ်ကဖမ်းမရထိမ့်မရကိုပြေးမရဒီမေးရကိုငါတော့တရားတော့မယ်အရင်တော့လတွေနှစ်တွေလို့ငါမှန်ခဲ့တာမဟုတ်တော့ဘူးအခုတော့ငါရဲ့အခြေအနေအရတော့ဖြင့်ရက်ပိုင်းလပိုင်းမှကြံတော့တယ်ဆိုတော့အဲ့ဒီချိန်ကျတော့သောကမီးတွေတောက်ပြီးတော့တရားအထုတ်ပါဆိုတော့စိတ်ကမီးထဲမှာမထွက်နိုင်ဘူးဖြစ်သွားမီးတွေကမထွက်နိုင်ဘူးဒါပေမဲ့တရားဆိုတာခုနဦးသိန်းပြောသလိုမရှိတာလည်းမဟုတ်ဘူးရှိတယ်ရှားတဲ့ကိစ္စလည်းမဟုတ်ဘူးနိဗ္ဗာန်ဆိုတာလည်းလိုချင်တယ်ဒါပြင်အခုနေတာကဒုက္ခနဲ့နေတယ်နိဗ္ဗာန်ဆိုတာခန္ဓာ၅ပါးဒုက္ခချုပ်ရကိုနိဗ္ဗာန်လို့ခေါ်တာကိုကအခုဒုက္ခကြီးနဲ့နေပြီးတော့အဲ့ဒီဒုက္ခလည်းမလွတ်ချင်ဘူးမစွန့်ချင်ဘူးဒုက္ခနဲ့မခွာချင်ဘူးပြီးတော့လေဒုက္ခချုပ်ရနိဗ္ဗာန်လိုချင်တယ်အဲ့ဒီလိုဖြစ်နေတာအဲ့ဒါကိုပြန်သိဖို့ပဲတရားဆိုတာဥစဉ်ပေးမှဥစဉ်ဟောမှမဟုတ်ဘူးနော်ကိုယ်ခန္ဓာထဲမှာရှိပြီးသားတွေကိုပဲပြန်ရှုတာခန္ဓာထဲမှာခန္ဓာအရှိတရားကိုပဲပြန်ရှုတာဥစဉ်ပေးမှမဟုတ်ဘူးဘယ်သူမှမပေးနိုင်ဘူးကိုယ့်ဘောက်ကိုရောက်ပြီးသားရပြီးသားခန္ဓာဒုက္ခကြီးကိုဒုက္ခမှန်သိအောင်ဒုက္ခသဘောတရားတွေသိအောင်ရှုပါမှာအဲ့ဒါတရားရှုတာပဲအဲ့ဒါတွေ့ရင်တရားတွေ့တာပဲအဲ့ဒါရှုပြီးပွားတာကိုမက်ပဲတရားပွားနေတာပဲနိဗ္ဗာန်ကိုသွားနေတာပဲဒါပြင်အဲ့ဒါဘာဖြစ်လို့မလုပ်သေးတာလဲဆိုငါနေရအောင်မယ်အနည်း20 15နှစ်အဲ့ဒီဟာကိုပုံချပြီးတော့နေတာဗျအဲ့ဒီသဘောတရားတွေသွားတွေ့ဒါရင်ယုံနဲ့နံသည်ပုဂ္ဂိုလ်တ attva လို့မဟုတ်ပါဘူးဖေရလို့ဖြေလိမ့်မယ်ယောဂီတွေအကုန်သိတယ်လေမမြဲတဲ့သဘောဆင်းရဲတဲ့သဘောအစိုးမရတဲ့သဘောအဲ့ဒီလိုသိတယ်တကယ်သိသလားမဟုတ်ဘူးသိုံမဲသိတာပွားပြီးမသိတဲ့အသိကြားနာလို့မှတ်လို့သိတဲ့အသိပဲရှိတယ်ဇာနာတိပဲသိသေးတယ်ပဇာနာတိဆိုပညာနဲ့သိသေးတာမဟုတ်သေးဘူးအဲ့ဒီတော့ဘာဖြစ်လဲဆိုဦးစင်းပြန်ကြည့်တယ်ဦးစင်းလည်းအသက်85နှစ်ထဲရောက်ပြီဆိုတော့ကိုယ်တိုင်ကနှစ်ပေါင်း80ကျော်နေလာခဲ့ပြီလောကအကြောင်းကိုလည်းအကုန်သိခဲ့ပြီလောကလွန်မြောက်တဲ့ကျင့်စဉ်တွေလည်းသိခဲ့ပြီကိုယ်တိုင်လည်းကျင့်ခဲ့ပြီးပြီကိုယ်တိုင်လည်းသိခဲ့ပြီးပြီဒါပြင်တော့ပြန်ကြည့်တော့ဟောလိုက်တဲ့တရားပန်းလိုက်တာဧည့်သည်လာလဲဘယ်သူလာ
ဆင်းရဲသားလာဝေဝေနီနီတရားကျင့်ဖို့ပြောရတာအာမနာတန်းအတင်းဆွဲတာအခုကြတော့မိမိကိုယ်တိုင်ကိုကငါလဲရက်ပိုင်းလာပိုင်းမဲ့နေရတော့မှာပါလားလို့အသိရောက်လာတဲ့အချိန်ရင်အိုလာတဲ့အချိန်ရင်ယောဂနှိမ့်စစ်တာခံစားရတဲ့အချိန်ရင်ယောဂကုသတဲ့ဒုက္ခခံစားရတဲ့အချိန်ရင်အဲ့ဒီခံစားချက်တွေနဲ့ပြန်ကြည့်လိမ့်မယ်ဆိုတော့ယောဂီတွေကိုကယ်ခြင်းပေမဲ့ကယ်လို့မရပါလားအရင်တော့ကယ်ခြင်းတာအတင်းကယ်ခြင်းတာအခုကြည့်တယ်ကယ်လို့မရဘူးဘာဖြစ်လို့ကယ်လို့မရလဲကယ်ခွင့်ကယ်လို့လွတ်တဲ့ထဲမှာမှမပါခြင်းတာလေဘာဖြစ်လို့ခုနပြောပြီးတရားကရှုရင်ရှုမဲ့တရားကခန္ဓာမှာဒီခန္ဓာကြီးကအရှုခံတရားကြီးအဲ့တော့တရားတွေးကြည့်ရင်ရှုလေဘုန်းကြီးကပြမှာမဟုတ်ဘူးဘုန်းကြီးကပေးမှာမဟုတ်ဘူးခန္ဓာကပြတာတရားခန္ဓာခန္ဓာကတရား तू ကပြတာအဲ့ပြတာကိုရှုရမှာကိုကရှုရမှာဘုန်းကြီးကဘယ်လိုရှုရမလဲပြောပြအောင်ပဲရှိတာတရားမရှိတာမဟုတ်ဘူးမရှုဘူးတဲ့မေ့လျော့ပြီးတော့ပေါ့ဆနေတယ်လင်းနေတယ်နော်အရှိကြီးလည်းမဟုတ်ဘူးရှင်းရှင်းလေးပါတရားရှိပြီးသားပါရှာရမှာမဟုတ်ဘူးမရှုခြင်းလို့မတွေ့တာဘယ်ဘုန်းကြီးနီးကောင်းလဲသွားမလုံးနဲ့အတူတူပဲအားလုံးခန္ဓာ၅ပါးမြင်အောင်ရှုခိုင်းတဲ့ဘုန်းကြီးကြီးပဲဆရာကြီးပဲမရှုလို့မတွေ့ကြတာတရားနည်းနေတာမဟုတ်ဘူးဘာတွေမှရှုပ်ထွေးတာမဟုတ်ဘူးရှင်းရှင်းလေးပဲအဲ့ဒါကိုရှုလားဆိုတော့မရှုဘူးနောင်နှစ်တွေနောင်မဆိုပြီးတော့ငါနေနိုင်သေးတယ်နေရအောင်မယ်ငါလူဘဝမှာနေနိုင်တဲ့အခွင့်အရေးတွေရှိသေးတယ်ဆိုပြီးတော့အဲ့ဒီမှာမေ့လျော့ပြီးတော့နေကြတာအဲ့ဒါမြတ်စွာဘုရားရှင်ကနေတိုင်းဆုံးခံတယ်ဆုံးခံလို့ကျောင်းတော်ပြန်ရောက်တိုင်းတန်ဃာတော်တွေကခြေဆေးပေးတယ်နေတိုင်းအဲ့လိုခြေဆေးပေးတိုင်းမြတ်စွာဘုရားရှင်ဟောတဲ့တရားကတပုတ်ပဲဟောတယ်နေတိုင်းအပမဒိနဘိက္ခွေတမ္မာရိထဒါနေတိုင်းဟောတာနော်ပို့တန်တန်မတွေးပါနဲ့မြတ်စွာဘုရားလိုပုဂ္ဂိုလ်မျိုးကတခါဟောပြီးရင်သိပါလျက်နဲ့ဘာဖြစ်လို့ထက်ခါနေတိုင်းဟောရတာလဲအဲ့ဒါကိုစဉ်းစားပါသုံးသပ်ကြပါဆင်ញင်ကြပါခေါင်းနဲ့ထည့်ပြီးတော့သုံးသပ်ပါမြတ်စွာဘုရားရှင်ကသနာလုံးလေးသိင်ချင်းနဲ့ကဘာတသိန်းတို့အတွက်ပါရမီဖြည့်ပြီးပြီဖြည့်ပြီးတော့အဲ့ဒီကြားတွေကတရားတွေဟောတရားတွေပြတာလဲ24နာရီမှာ9မိနစ်လောက်ပဲဘုရားနာခြင်းရှိတယ်အဲ့ဒီလောက်ပင်မခံပြီးတော့အသက်တော်80လုံး45ပါလုံးခေါ်သွားတဲ့အထဲမှာအနှစ်ချုပ်ကအဲ့ဒီကုဏနေတိုင်းဟောတဲ့တရားပဲမမိတ်မလျော့မပေါ့မဆပဲနေကြတယ်ဘယ်လိုဟာကိုမမိတ်မလျော့မပေါ့ဆပြရမှာလဲဘုဒ္ဓဘာတော်ဒုံလဘောအခုတို့တရားဓမ္မတွေသာသနာတော်ကြီးနဲ့ကြုံနေသူ့ဘာသာသာသနာကြုံလို့လာကြုံတော့ကွာငါ15နှစ်အနှစ်20 30နေနိုင်သေးတယ်ဆိုပြီးတော့ဒီလိုဖက်နေတယ်မောဟိုက်နေနေရလေအဲ့ဒီလိုမဂ္ဂင်၈ပါးသာသနာနဲ့ကြုံဖို့မလွယ်ဘူးဆိုတာကိုလေးနက်မစင်စားမသုံးသပ်လို့အခုလိုမဂ္ဂင်၈ပါးကြီးကြောပေးပြီးတော့အေးစေသားနဲ့သမီးနဲ့ဇီးပွားနဲ့လောကကြီးနဲ့အဲ့ဒါနဲ့ပဲမျက်နှာမူပြီးအချိန်ဖြုံးနေတာမြတ်စွာဘုရားကအဲ့ဒါကိုဒီလိုသာသနာနဲ့ကြုံဖို့မလွယ်ဘူးဆိုတာနော်လူပြည်အတ္တဇင်းထောင်တာဗြဟ္မပြည်အတ္တဇင်းပြစ်ချအသွားခြင်းသာထိပွယ်ရှိမယ်သာသနာနဲ့ကြုံဖို့မလွယ်ဘူးလို့အဲ့ဒီလောက်ပြောထားတာကိုမိမိတို့ကအခုသာသနာနဲ့ကြုံနေတာကိုဘာလို့မလဲဘာတွေလုပ်ပြီးပြီလဲသာသနာတော့ကြုံနေပြီနော်သာသနာအမှုကြီးငါဘယ်လောက်ရပြီလဲ
တာသနာနဲ့ကြုံနိုင်ခဲ့တဲ့မှာမြတ်စွာဘုရားနဲ့ဟောကြားခဲ့တဲ့တရားတော်တွေကိုငါဘယ်လောက်နာကြားပြီးပြီလဲမြတ်စွာဘုရားညွှန်ကြားတဲ့အတိုင်းငါဘာတွေအားထုတ်ပြီးပြီလဲပွားများပြီးပြီလဲတာသနာအမွေငါဘယ်လောက်ရပြီးပြီလဲလို့မတွေးဘူးမနုဿတ္တဘာဝတုံလဘောလူဖြစ်တာလွယ်လွယ်နဲ့ဖြစ်တာအောင်မင်းညာအခုကိုလူဖြစ်နေတော့လူဖြစ်နေတာလူရက်တွက်နေတာလွယ်လွယ်နဲ့လူမဖြစ်နိုင်ဘူးဦးဇင်းတို့ကြောက်နေတာလဲဒါပဲနော်အရင်တော့ဦးဇင်းကတကယ်တမာတိကဆွန်းစားတဲ့အချိန်ရယ်ရေချိုးတဲ့အချိန်ရယ်ကုရိတက်တဲ့အချိန်အဲ့ဒီအချိန်ပဲမျက်လုံးဖွင့်တာအရင်တော့ကျန်တဲ့အချိန်ကမျက်လုံးမဖွင့်ဘူးတမာတိနေမှနေတာပညာနေမှနေတာနေညအိတ်တယ်မရှိဘူးဦးဇင်းဒါအရင်တော့ဟောပါတယ်ဦးဇင်းအိတ်တဲ့ခေါင်းအောင်ဦးဇင်းမျက်နှာထားတဲ့ရှိမှကြောင်မသားကြဦးဇင်းအမဒေါခင်မာတို့ကအဲ့ဒါကိုရှင်းကျင်တယ်ဦးဇင်းကမစွန့်တော့ရှင်းချိန်မရအောင်အဲ့ဒါကိုစိတက်ကဘိုးကြီးလွန်းကြီးနဲ့အရေးပေါ်ကမန်းကရန်ဘာညာအတင်းခေါ်သွားတာအဲ့တော့မှဦးဇင်းဒီအိယာကသူတို့ဆေးကြောလို့လျှော်လို့ဖုတ်လို့ရမှာဟာဆရာတော်လာပါဦးဇင်းလေးလာပါအဲ့တော့ဦးဇင်းကိုဟာဘာလဲဟာဘာမဟုတ်ကြမှာရှင်းပါမယ်ဗျာဘာတခါတည်းဆေးရုံကာကြီးနဲ့မော်မီးတွေကအစိမ်းအနီတွေနဲ့ဧရိယာတိုင်းတောင်တဲ့ဟာကြီးနဲ့အလန့်တကြားပေါ့အထိတ်တလန့်ဘာမှလည်းမသိအဲ့လိုအတင်းဆွဲခေါ်တာဘာကိုပြောချင်တာလဲဆိုတော့လူလောကရဲ့ဟိုဘက်ပရလောကနဲ့ဦးဇင်းတွေကတသားတည်းဖြစ်နေတာဒါပေမဲ့လူတွေကိုမပြောရဘူးသူတို့မှမမြင်တာအဲ့ဒီလိုကြည့်တဲ့အခါကျတော့လူဘဝကလူတယောက်ကိုပြန်ကြည့်တာလူပြီးတော့တောင်းစားနေတဲ့သံတော်သားကိုဘလောက်တန်ဖိုးရှိလဲလူဘဝမှာနေရတာမျက်စိလည်းကောင်းတယ်နားလည်းကောင်းတယ်နူရွှဲနေတယ်တောင်းစားနေရတယ်ဆိုတဲ့လူတယောက်ကိုသေပြီးဟိုဘက်ဘဝလူဘဝရဲ့ဟိုဘက်ကဘဝနေပြီးတော့တွက်ကြည့်မယ်ဆိုရင်ယာဝင်အိုးလောက်ရှိတဲ့ဗရမ ्या ကြီးအယောင်ထွက်နေတယ်လို့ကဲတန်ဖို့ဘယ်လိုဖြစ်ဦးဇင်းတို့ကတော့ဒီလိုပဲဥပမာနဲ့ပဲပြောလို့ရတယ်လူဘဝတန်ဖို့ဘယ်လောက်ကြီးလဲဆိုတာကိုပြောတာဒါလူတွေကတော့တန်ဖိုးကြီးတဲ့လူဘဝရတာကိုအလေးမပူဂရုမထားဘဲနဲ့ဘုရုပါဒဒုံလဘကြီးကျုံတာကိုအလေးဂရုမပြုဘဲနဲ့အေးအေးဆေးဆေးပဲငါနေရအောင်မယ်တာရီသမီးတွေနဲ့နော်ဓမ္မအောင်ပြုပါမပြုချင်ဘူးပြင်းတယ်ညီငွေကိလေသာနဲ့ပဲမျောပြီးနေခြင်းတယ်ခုနတော့ကဘုရုပါဒဒုံလဘဖယားဒီလောက်အရေးကြီးလို့မမေ့နဲ့ဆိုတာကိုမေ့နေတယ်ဘုရားသာသနာနဲ့ကြုံရခဲ့တာကိုမေ့နေတယ်လူဖြစ်ဖို့ဖြစ်ခဲတာကိုမေ့နေတယ်လူဖြစ်နေတဲ့တန်ဖိုးကိုမေ့နေတယ်ကာမဂုဏ်တန်ဖိုးကြီးရှေ့ထားပြီးတော့သားနဲ့မယားနဲ့စီးပွားနဲ့သူ့ကြောင့်ငါကြောင့်ဟိုကြောင့်ဒီကြောင့်ကာမအကြောင်းလောကအကြောင်းဒေါသအကြောင်းအဲ့ဒါတွေပဲအောင်ပြုပြီးတော့တရားအောင်ပြုလားဆိုမပြုခင်ဗျားတို့ရမေးကြည့်လေကိုယ့်ကိုပြန်မေးလေကိုယ့်ကိုပြန်စစ်လေဦးစီးပြောတဲ့အတိုင်းတနေ့ကိုနော်ဝိပဿနာအရှုခံထားပြီးတော့သဘောအားဖြင့်တဏှာကြီးရှုတဲ့လူရှိလားငါသည်သာသနာနဲ့ကြုံခဲ့တဲ့လူဖြစ်ခဲ့တယ်ငါနေရတဲ့ကြံတဲ့အတိုင်းတာမှာကြံတဲ့ရက်တွေလတွေနှစ်တွေမှာငါသည်ခိုင်မာပိုင်နိုင်ပွားထားတာဘာလို့ရှိသလဲပွားမှနော်ပွားမှမဲ့လို့ခေါ်တယ်နော်သိပြီးရောနဲ့မရဘူးနော်လွယ်လေးပဲသဘင်အနတ္တသိတယ်လက်သေးတွေသူ့ဘသူရှိနေတာသိတာပဲစာမင်ကိုစိုက်ထားတာမဟုတ်သိတာပဲရှောက်ပြီးမျက်လုံးကြီးပြူပြီးမျက်လုံးမိတ်လိုက်ရှာစရာမလိုအကုန်လုံးသိတယ်ဒီမှာအသွေးတွေအသားတွေအကြောတွေပေါ်လာသိတာဒါပေမဲ့အဲ့ဒါဒီပုဂ္ဂိုလ်သတ္တဝါမဟုတ်ကြောင်းမမြဲကြောင်းမပိုင်ကြောင်းအရှုလားဆိုမရှိဘူးအဲ့ဒါရှုရမှာကိုမရှုချင်ဘူးဦးစင်းပြန်ကြည့်တယ်ဩငါလည်းမောခဲ့ပြီတရားဆိုတာကလည်းငါပေးရတဲ့အလုပ်လည်းမဟုတ်ဘူးရှုတတ်အောင်လည်းသင်ကြားပြီးပြီငါမှလည်းမဟုတ်ဘူးအခြားဆရာတော်
ပညာရှိတွေလည်းဟောပြောနေတယ်ဒါပေမဲ့လူတွေကြည့်တော့ဘာဖြစ်လဲဆိုတော့အမျိုးမျိုးပြင်မရှုဘူးမပွားဘူးကိုယ်ဆရာကဘာဖြစ်တယ်ဟိုနီးကဘာဖြစ်တယ်ဒါပဲလျှောက်ပြောနေတာပြီးမေ့သွားရောအဲ့ဒီထဲမှာမှတရားဆိုတာတကယ်ရေးကြီးခွင်းကျဲအလုတ်ကြီးလို့ပြောဟောနေတော့ပိုးဆိုးကုန်တယ်တရားရေးကြီးခွင်းကျဲဘာမှမလိုဘူးညာနေနဲ့နေတဲ့ခက်ခဲတဲ့ဆိုတာရှောက်ပြောနေတာဥစဉ်အရင်တော့ဟောပြီလေ32ကရတကာအနုပဒနာဆိုတာဘာညာနေမှမလို့ရှိနေတယ်ဥရေသေးတွေအကျော်တွေရှိနေတာပဲဘာမှနေတာတွေခက်ခဲတာမဟုတ်ဘူးကိုကအာယုံမပြုတ်ဘူးမရှုဘူးမပွားဘူးမေ့လျော်ပေါ့စားပြီးတော့အဲ့ဒါကိုတရားမှန်လည်းမသိငါကိုကြီးပဲသိအဲ့ဒါကြီးနဲ့ငါနဲ့နေရအောင်မယ်မြေအောင်မယ်ဒါပဲဆွဲထားတဲ့အဆွဲနောက်10နှစ်15နှစ်အနည်း20 30နေရအောင်မယ်ဆိုတဲ့အသည့်အဲ့ဒါကြီးနဲ့ပဲအချိန်ပြုံးနေတာအဲ့ဒါအချိန်ပြုံးနေတာအေးအဲ့ဒါကြောင့်မလို့လူဖြစ်နိုင်ခဲ့တယ်သာသနာနဲ့ကြုံနိုင်ခဲ့တယ်ဒါဒုလဘယဟန်မဖြစ်နေပါစေသီလရှင်မဖြစ်နေပါစေအနည်းဆုံးဒါပေမဲ့ခဲရင်တော့ပြောတာပေါ့လေအဓိကကတော့ဘုဒ္ဓဘာသာဒုံလဘောနဲ့နော်မနုဿတဘောဒုံလဘောကအခက်ဆုံးပဲရနိုင်ခဲ့ဆုံးအဲ့မှာဒုံလဘာသရတံပတ္တိတရားတရားနဲ့ပြည့်စုံခဲ့တယ်ဘုရားတရားသံဃာယနာ၃ပါးပေါ်နဲ့ယုံကြည်မှုခင်းနေမှန်ပါတယ်ကဘာမှာလူကြီးနဲ့ပြန်တွေ့ရင်ဗုဒ္ဓဘာသာဝင်နည်းနည်းလေးကျန်တဲ့ဟာတွေကအများကြီးလူတွေသေလဲရှင်လေသေလဲရှင်လေဘလောက်များအခြားဘာသာဝင်တွေကများနေနော်အဲ့ဒါကြောင့်မလို့ဗုဒ္ဓဘာသာကိုယုံကြည်ဖို့တရားတရားနည်းတယ်ကျန်တာလည်းပါတာပေါ့ကံကံကြီးယုံကြည်တာတို့ဘုရားတရားသံဃာနဲ့ယုံကြည်တာတော့ဒါအတူတူပါပဲအဲ့ဒါပြီးတော့မှတတ္တမသာဝနာအတိတုံလည်းပါသူတို့ကောင်းတရားနာကြဖို့ဆိုတာလေအခုကအင်တာနက်ကဖွင့်လေအကုန်ပါရဒေါလုံးဆွဲအကုန်ရဘယ်ဆရာတော်တရားနာခြင်းလဲနော်အင်တာနက်မှာဓမ္မဒေါလုံးတို့ဘာလို့ညာလဲတရားဟောထားတဲ့ဘုန်းကြီးအများကြီးရှိတယ်မသိဘူးမစင်စားဘူးအဲ့ဒါကိုတန်ဖိုးမရှိဘူးဒါမှမဟုတ်ဘူးလားပိဋကတ်သုံးပုံမြန်မာပြန်ပြီးလူတွေနားလဲအောင်လို့ဗမာလိုပြန်ထားတာရှိတယ်ရှိဘူးတရားမို့အဲ့ဒါကြီးဖြစ်ဖို့ပိဋကတ်သုံးပုံဖြစ်ဖို့တော့လေးသိချင်းတဲ့ကဘာတသိန်းရင်းထားတာနော်ဒီပိဋကတ်သုံးပုံပေါ်ဖို့ဟာအဲ့ဒါကိုကစိတ်ဝင်စားဘူးမြန်မာလိုဖတ်လာတော့ဖတ်လို့ရအောင်လုပ်ပေးတယ်မဖတ်ဘူးအဲ့ဘာနဲ့နေလဲလောကီအာယုံကာမဂုဏ်မှာပဲတဏီကုံစံတဲ့သုံးမိုးလင်းအိယာထားလိုက်သွားတိုက်လိုက်စီးသွားလိုက်ဝမ်းသွားလိုက်စားလိုက်တောက်လိုက်ပြောလိုက်ဆိုလိုက်ဓမင်းလေးစားလိုက်အလုတ်သွားလိုက်ဒီလိုပေါ့ပြန်လာလိုက်စားလိုက်တောက်လိုက်ရေချိုးလိုက်ညဒီလိုပဲတီဗီလေးကြည့်လိုက်အိတ်လိုက်မနေ့မိုးလင်းထားလိုက်ဒါနဲ့ပဲလိပ်ပတ်လေပြီးတော့တန်ဖိုးရှိလာတဲ့သာသနာနဲ့ကြုံနေတဲ့အချိန်တတိဉာဏ်ပညာဆိုတဲ့လူဘဝရဲ့ထက်မြက်တဲ့မဲ့စိတ်ဖို့စိတ်ထက်မြက်တဲ့အချိန်မှာမဲ့တရားဖို့တရားတွေကိုအားထုတ်ဖို့အဲ့ဒါကိုကအားမရှိအားမဆိုင်ဘူးနော်အဲ့ဒါကြောင့်မလို့အပမရိဏမမိတ်မလျော့ပဲနေပါလို့ဘုရားဟောတာဘုဒ္ဓဘာသာဒုံလဘောမနုဿတဘာဝဒုံလဘောပပိစိတဘာဝဒုံလဘောတတ္တမတောင်နာအတိဒုံလဘောနဲ့၅ပါးမှာခင်ဗျားတို့သီလရှင်ယဟန်ဘွဲနိုင်တာဖြုတ်ချလိုက်ကျန်တာအကုန်၄ပါးပြည့်အဲ့ဒီ၄ပါးသောစုကြီးကိုနော်ခင်ဗျားတို့မယူဘူးလားဦးစင်းတို့ပေးရမှာမဟုတ်ဘူးနော်တရားဆိုတာဦးစင်းပေးမှရတာမဟုတ်ဘူးနော်ကိုယ်ပြန်စင့်နော်ဒီခန္ဓာကြီးကပေးပြီးပြီပြပြီးပြီရှိပြီးပြီတရားရောက်နေပြီရောက်နေခုရပြီးသားရောက်ပြီးသားတရားကိုတရားလို့မသိဘဲနဲ့ပုဂ္ဂိုလ်ကြီးသိထားတယ်အဲ့ဒါလေးကိုပြင်လဲရုံပဲပြင်ပြီးတော့ယုံကြည်စွာနဲ့ရှုရင်အဲ့ဒါပဲအာယုံပြုတ်ပြီးတော့အားစိတ်ရှုရင်ဒါမှန်ပြီအဲ့ပုဂ္ဂိုလ်ဒီဘဝတန်ဖိုးရှိသွားပြီအပမာဒကိုတန်ဖိုးထားသွားပြီအပမာဒမမိတ်မလျော့တတိထားပါဆိုတဲ့မြတ်စွာဘုရားရှင်နေ့စဉ်တတိပေးနေတာကိုတန်ဖိုးရှိအသုံးချတတ်သွားတဲ့လူဖြစ်ပြီသာသနာမှာလူဖြစ်ရကြိုးနတ်ပြီမြတ်စွာဘုရားနေတိုင်းဟာဒီဘုရားသာသနာနဲ့ကြုံဖို့အလွန်ခိုင်းလို့ဘုရားနေတိုင်းဟောတာ
သာသနာထဲမှာလူဖြစ်ဖို့လေခိန်းလို့ဟောနေတာသတ္တမတာဝနာအတိတုံလပံနော်သူတော်ကောင်းစကားနာကြရတဲ့ဟာလဲပိဋကသုံးဖို့ဖွင့်မလားအင်တာနက်ကဒေါင်းလုဒ်လုပ်မလားအကုန်လုံးပြည့်စုံနေပြီမိမိဘက်ကအားဓာတွေကိုကြောပေးပြီးတော့နေလို့မေ့လျော့ပေါ့ဆနေလို့သာတရားမတွေ့တာတရားလိုက်ရှာတာမဟုတ်ဘူးအေးအဲ့တော့တရားဟောပါတရားဟောပါစီဆရာတော်ဘာဟောမလဲဘာဟောစရာရှိလဲတရားတွေ့ခြင်းကိုကျင့်ပေါ့ကိုရှုပေါ့ကိုပွားပေါ့ရှုပါဝိပဿနာဆိုတာရှုရပါတယ်နာကြရတဲ့ဝိပဿနာလုံးမပါဘူးရှုတယ်ဆိုတာနော်ပတ္တိရှုတာကြည်တာရုပ်သဘောနာမ်သဘောကိုရှုကြည့်တာနာမ်သဘောကိုမသိနေဘူး32ကရတယုတ်ကြီးဓာတ်လေးပါးယုတ်ကြီးကတော့ရှုလို့ရတယ်အဲ့ဒါကိုရှုတာမှတရားရှုတယ်လို့ခေါ်တယ်ရှုပြီးတော့ဘာဝနာဆိုတာဘာလို့တာလဲရှုလို့ပေါ်လာတဲ့သဘောတွေကိုပွားတာကိုဘာဝနာလို့ခေါ်တယ်မဲ့လို့ခေါ်တယ်မဲ့ဆိုတာပွားတာဒါဦးဇင်းတရားတွေလည်းနာပြီးသားဦးဇင်းလည်းပြန်ကြည့်တယ်ဟောစရာဘာမှမရှိတော့မရှုလို့တာဖြစ်နေတာရှုရင်တွေ့ရမယ်ရှုရမယ်ရှုနိုင်တဲ့သဘောတရားတွေရှင်းပြပြီးတာအကြောင်းထပ်နေပြီဘာဖြစ်လို့လဲမေ့လျော့ပြီးတော့နေကြလို့အဲ့တော့ပွားရမယ်ဆိုတာဒီခန္ဓာကိုယ်ကြီးဟာဓာတ်လေးပါးနဲ့ရှုမယ်ဆိုလို့ရှိရင်နေဘူးတဲ့သွားရည်တွေထွက်တယ်အခုနေ့ဖျားတယ်ဗျာဆေးတောက်တယ်ဗျာပါရာစီတမောတောက်တယ်ရည်တွေထွက်လာဘာတွေရှိလို့ထွက်လဲရည်တွေရှိလို့ထွက်တယ်အဲ့ဆိုဒီတဲ့ဘာတွေရှိလဲရည်တွေရှိတယ်ဒါရင်ရည်တွေရှိတဲ့ရုပ်ကိုဘာရုပ်လဲရည်ရုပ်ခေါ်တယ်အဲ့ရည်ရုပ်ကြီးကိုရည်တုပ်ကြီးကိုပုဂ္ဂိုလ်သတ္တဝါမဟုတ်ကြောင်းရေအာဘောဓာတ်ကြီးအစုဝေးကြီးဖြစ်တယ်ဆိုတာတန်တရာဖြစ်เสียမရှိဘူးပုဂ္ဂိုလ်သတ္တဝါမရှိကြောင်းဆိုတာဟုတ်မှဟုတ်ပါလေမလားဆိုတာလေတန်တရာဖြစ်เสียမရှိဘူးရေတွေထွက်လာကိုင်းကြီးကစီကစီနဲ့ရေရှိလို့အာဘောရှိလို့ကစီကစီဖြစ်ကိုင်းကြီးနွေးနေတာပဲပူလို့အေးလို့ဖြစ်နှိမ့်ကြီးမာလေးပြောလို့ရှိနော်မာလေးပြောလို့ရှိတယ်ပြန်နှိမ့်တယ်ပြန်တွန်းတယ်လေရှိလို့တွန်းတယ်ခန္ဓာကိုယ်မှာရေက80ရာခိုင်နှုန်းရှိတယ်80ရာနှုန်းသောဟာဘာတွေလဲလူတွေမဟုတ်ဘူးရေတွေဒါရှင်းရှင်းလေးအဲ့ဒါကိုလူလို့ဆွဲထားတာဘာတတ်နိုင်မလဲဘယ်သူကပြလို့ရမလဲတရားဘယ်ဆရာမှပြလို့မရဘူးဒါကိုရှင်းပြလိုက်တော့သဘောပေါ်ပြီးပေါ်ရင်အဲ့ဒါကိုကိုယ်ကရှုပြီးရင်အဲ့ဒါကိုဆွဲအောင်ပွားအဲ့ဒါမဲ့ဟာအရှင်ပြမဲ့လူချင်းတယ်ဗျာအဲ့ဒါပွားဖို့မဲ့ဆိုတာပွားတဲ့အလုပ်ပဲဝိပဿနာဆိုတာရှုတဲ့အလုပ်ပဲခုနရေယုတ်ကြီးသိလိုက်တယ်တရားဘာရှုရမလဲမေးတယ်ကိုကြိုက်တာကိုရှု32ကရတရှုမလားရှုရတယ်မိမိအာယုံကြပြီးတော့ရှုရတဲ့ပုံမှာထင်ရှားရင်အဲ့ထင်ရှားတဲ့အရှုခံအောင်ထားအဲ့ဒါဟုတ်တာဇောင်းချရှုတာမြဲဖို့ရယ်ရှုလို့ပေါ်တဲ့သဘောကိုဩဟုတ်သားပဲယောက်ျားလည်းမဟုတ်မိန်းမလည်းမဟုတ်နော်ပူသဘောကြီးကလူမမဟုတ်ပဲအေးသဘောကြီးကလူမမဟုတ်ပဲယူစည်းနေတဲ့သဘောကြီးကလူမမဟုတ်ပဲတွန်းကန်နေတဲ့သဘောကြီးကလူမမဟုတ်ပဲပြော့မာနေတဲ့သဘောကြီးကလူမမဟုတ်ပဲအယိုးဆိုတဲ့ထုံးခဲကြီးကကြောက်ခဲကြီးကလူမမဟုတ်ပဲဒီခေါင်းကုန်တွေအယိုးတွေလက်စည်းယိုးတွေနံယိုးတွေပေါင်ယိုးတွေလက်ဖြံယိုးတွေပေါင်ယိုးတွေအဲ့ဒါတွေကလည်းကိုလှုပ်ထားတာမဟုတ်ထုံးခဲတွေကြောက်ခဲတွေထုံးခဲကြောက်ခဲကကြောက်ခဲထုံးခဲပဲဖြစ်မှာပေါ့လူမဟုတ်ဘူးအဲ့လိုရှုပြီးတော့အဲ့ဒီသဘောကိုဉာဏ်နဲ့ခဏအာယုံပြုတာအဲ့ဒါမဲ့လို့ခေါ်တယ်ခဏရှုတာဝိပဿနာရှုပြီးတော့ပွားတယ်ယောက်ျားမင်းကပုဂ္ဂိုလ်သတ္တဝါမဟုတ်ကြောင်းအယိုးဆိုတာထုံးခဲဖြစ်ကြောင်းထုံးခဲဆိုတာလူမဟုတ်ဘူးကယ်လ်ဆီယမ်ဓာတ်ကြီးကြောက်ခဲကြီးဟုတ်ပါလားကြောက်ရုပ်ကြီးပါလားကြောက်တုံးကြီးပါလားဓာတ်တုံးကြီးပါလားလူမဟုတ်ပါအဲ့ဒါကိုမဟုတ်တာကိုမဟုတ်ကြောင်းဟုတ်တာကလူမဟုတ်တယ်ကြောက်ခဲကြီးဓာတ်တုံးကြီးရှိကြောင်းအဲ့ဒီလိုရှိတာကိုရှိတဲ့အတိုင်းမြင်ပြီးသဘောပေါက်အောင်သုံးသပ်ယောက်ျားမင်းမပုဂ္ဂိုလ်သတ္တဝါမရှိတာကိုမြင်ပြီးတော့ဉာဏ်နဲ့သုံးသပ်အဲ့ဒါကိုမအားရမနာရခဏပွားရင်အဲ့ဒီပုဂ္ဂိုလ်သည်သိရမှမကြောက်ဘူးဦးဇင်းပြောပြီးနော်သိရမှမကြောက်
သူသဘောရှုပါများတဲ့ခါကျတော့ငါကိုမဟုတ်ဘူးငါမဟုတ်ဘူးငါမပိုင်ဘူးဆိုတာအပိုင်လဲသိရောငါသေးသူမဟုတ်ဘူးဒီယုတ်ကြီးငါမဟုတ်တော့ငါသေးတယ်လို့ तू မသိတော့ဒီဓာတ်တုံးဓာတ်ကြီးပြက်စီးသွားတယ်သူသဘော तू ဖောက်ပြန်နေတယ်ဒီအဆိုင်ခဲကြီးကငါမှမဟုတ်တော့ငါမလို့နော်ငါသေးရမလဲဆိုတဲ့အဲ့ဒီအတိမြင်မှုတွေပေါက်သွားရင်အဲ့လိုသိသွားတယ်အဲ့လိုသိသွားတဲ့ကြောင့် तू ကဘာဖြစ်လာလဲဆိုနေထွက်လာတယ်လို့အမောင်ခွင်းပြီးအလင်းရောင်ကြီးဖြာထွက်လာတယ်လို့တခါတည်းဉာဏ်နေပွေးပြီးစက္ကုံဥရပါတိညာနာဥရပါတိပညာဥရပါတိဝိဇ္ဇာဥရပါတိအဲ့လိုအာလောကောဥရပါတိမိုင်းမောင်ကွယ်ပြောက်အလင်းတို့ရောက်ပြီးတော့အရင်တော့ယောက်ျားမိန်းမပုဂ္ဂိုလ်သတ္တဝါအရှိကြီးပဲလို့ခိုင်ခိုင်မာမာစွဲထားတာကြီးကပျောက်သွားအဲ့ဒါကြီးပျောက်ပြီးတော့လူမဟုတ်တဲ့သဘောကြီးကိုမြင်သွားတာအဲ့တော့ဆိုလူမဟုတ်တာကိုလူလို့ဆွဲထားတဲ့ဒိဋ္ဌိပေါ်မှာတဏှာပေါ်မှာဘာတွေအုံထားလဲဆိုရင်တောကပရိဒီဝဒုက္ခဒေါမနတတွေအုံထားတာယောက်ျားမိန်းမပုဂ္ဂိုလ်သတ္တဝါရှိတယ်ဆိုတဲ့အတိအသိအဲ့မှာတောကပရိဒီဝဒုက္ခဒေါမနတနောက်ကနေအုံထားတယ်ဒါကဘာဖြစ်လို့သမီးဘာဖြစ်လို့ဟိုကဘာဖြစ်လို့ဒီကဘာဖြစ်လို့ဟိုเจ้าเจ้าဒီเจ้าတောကပရိဒီအုံထားတယ်ဗျာအဲ့ဒါကိုယောဂီတွေကပေးခံနေတာငါသည်တောကပရိဒီရောက်နေပါလားနော်ဒီဘဝရလို့ဒီလိုခံစားနေရပါလားဒီဘဝကြီးကိုငါလို့ဆွဲတာမှားနေပါလားနော်ဘဝရဒီဒုက္ခတွေနဲ့ရင်ဆိုင်နေရပါလားဒီဒုက္ခတွေဒီတောကဝိရိတောက်နေရပါလားအဲ့ဒါမသိဘူးမသုံးသပ်ဘူးပြန်မသုံးသပ်ကြကြနော်အဲ့ဒါကြောင့်မလို့ယောဂီတို့တရားရှာပါဆိုတော့တရားနာမယ်ဆိုတော့ဘုန်းကြီးကပေးတာမဟုတ်ဘူးကိုယ်ခန္ဓာရှိတဲ့တရားကိုတရားမှန်သိအောင်သင်ကြားမှတ်သားနေတာကိုနာယူနေတယ်လို့ခေါ်တယ်ဘယ်တစ်ခါနာမှလဲဒီယုတ်ဒီနံကြီးကဒီယုတ်ကြီးကနော်ဓာတ်လေးပါးယုတ်ကြီးက32ခုရတဲ့ယုတ်ကြီးက32ခုရတဲ့ဓာတ်လေးပါးယုတ်ကြီးပါလို့ဘယ်နှခါပြောရမှာလဲဓာတ်ကြီးလေးပါးပဲရှိပါတယ်ဆိုတော့နောက်ထပ်ဘယ်နှကြိမ်ပြောရအောင်မှာလဲဓာတ်ကြီးလေးပါးပဲရှိကြယုတ်တရားဟောပါဆိုရင်ဓာတ်လေးပါးပဲဟောရမယ်32ခုရတဲ့ဟောရမယ်ဖောက်ပြန်တာတွေဘာတွေကဘေးချိတ်လိုက်အဲ့ဒါတွေကပရမတ္ထသစ္စာတရားတွေပရမအောင်ပြုမှမြင်တာအဲ့ဒါတွေမမြင်နေပါစေ32ခုရတဲ့ကမ္မထာကြီးကို32ခုရလို့မြင်ပြီးတော့ဉာဏ်ထဲမှာမြင်ပြီးတော့အဲ့လိုနေပါစေအဲ့ဒါနေအဲ့လိုဆွဲအဲ့လိုရှုအဲ့လိုပွားကျင့်တတ်တယ်ဓာတ်ကြီးလေးပါးကိုသိပြီးတော့အဲ့ဒီပေါ်မှာရှုပွားအဲ့ဒီမှာနှစ်ထားဦးဇင်းတို့အဲ့ဒါကျင့်တတ်တယ်ကမ္မထံတစ်ခုခုဆိုတာယောဂီတို့သားနဲ့မြားနဲ့ရှာနဲ့နေတဲ့ပုဂ္ဂိုလ်ဟာထင်လဲမြင်လဲရှုလဲတဲ့ဓာတ်လေးပါး32ခုတာလွယ်ကြတဲ့ကမ္မထံမရှိဘူးစိတ်ဇက်ကပြောတာစိတ်တကယ်ကြုတ်ကြည့်ပါလားဘယ်လိုလို့ရမရနိုင်ကဲသွားတယ်လာတယ်နဲ့စိတ်ရှုနေဘယ်လိုရဒီယုတ်ကြီးကိုပဲမြင်နိုင်ရှုနိုင်အာယုံပြုနိုင်တဲ့ဒီယုတ်တရားကြီးကိုတောင်မှအနတ္တမပေါက်အနိစ္စမပေါက်ဘဲနဲ့ဟိုစိတ်သွားပေါက်ခိုင်းနေလို့မရဘူးဦးဇင်းရတောင်မလို့ဦးဇင်းနဲ့ကအကုန်လုံးကန့်လန့်ကြီးပြောတာဦးဇင်းကလည်းမဟုတ်ဘူးပြတာပြောတော့ခက်နေရောဦးဇင်းကိုစัจကျင်ပဲလို့ဖြစ်တယ်ဦးဇင်းရှင်းပြောတာဦးဇင်းလို့ပြနိုင်လို့ရှိရင်ကြောင်းရမယ်ပြောပြီးသားတဝေထိုးမနေနဲ့အပူဒီလည်းရှောက်မပြောခြင်းဘူးယောဂီတွေကိုစိတ်ကူးရင်ဆန်တဲ့နော်အဲ့ဒီတရားမျိုးလည်းမဟောခြင်းဘူးနှစ်သိမ့်တဲ့တရားလည်းမဟောခြင်းဘူးချွေးသိမ့်တဲ့တရားလည်းမဟောခြင်းဘူးငြိမ်စေးလည်းဟောတဲ့တရားလည်းမလိုခြင်းဘူးဘာဖြစ်လို့လဲတရားဆိုတာကိုရှုကိုမြင်မှကိုပယ်မှကိုလွတ်တာအဲ့ဒါကြောင့်ယောဂီတို့32ခုရတကမ္မထံဓာလေးပါးကမ္မထံအဲ့ဒီကမ္မထံကိုငါသည်ဘယ်စိတ်နဲ့ရှုမှလဲငါ15နှစ်အနည်း20 30နေရအောင်ပဲနေနိုင်သေးတယ်ဆိုပြီးတော့မေ့မျောပြီးအဲ့ဒီနေနဲ့မရှုဘဲနဲ့အဲ့ဒီအတွင်းမှာငါသည်မနေ့ဖန်တစ်ပတ်ခါတစ်လနှစ်လဆိုတာအာမခံချက်မရှိဘူးအဲ့အာမခံချက်မရှိတာအဲ့အာမခံချက်မရှိတာတွေဥစဉ်တော့အတွေ့အကြုံတွေအများကြီးပဲဟို
ငါးစုတော်မှာတောအဆောက်တီတွေကဒုံလဘယဟန်ဝတ်တဲ့ဝတ်ချင်တဲ့တခါတယောက်ဒုံလဘဝတ်တာတွေအားကြအဲ့တော့2000လား3000ပေးရတယ်ပရိက္ခာ7ပါးကိုဝယ်ဆိုပရိက္ခာ7ပါးဝယ်ဖို့ဘာညာနဲ့3000ပေးရတယ်ဟိုတော်တယ်မှာအဲ့တော့ဒကမာကြီးတယောက်ကိုအဲ့ပုဂ္ဂိုလ်ကသူရတဲ့လောက်ခါတွေကလာလာပြီးတော့နှစ်တစ်ပတ်လည်းပြည့်ရင်3000ပြည့်အောင်လို့လာပြီးလာအပ်တာဒုလဘယဟန်ကျင်းပမဲ့အချိန်လဲရောက်တော့3000လည်းပြည့်နေပြီအဲ့မှာသူကကြံခင်းရကြံသွားခုတ်တာပြန်မလားတရက်2ရက်ဆိုလို့ရှိရင်ဒုလဘယဟန်ဝဲရတော့မှာသွားကြည့်တော့ယာတော့ထဲမှာမွေးကြိုက်ပြီးသိနေဒါဦးစင်းကိုရိနော်နောက်ဦးစင်းအောင်လံကျောင်းအောင်လံရိပ်သာအဲ့ဒီစေရင်မူလားရာရင်မူလားတော့မသိဦးစင်းတို့ကျောင်းကိုလည်းကိုးကွယ်တယ်ဒုံလဘယဟန်ဝဲပဲမှာသူ့သားလေး2ယောက်ရှင်ပြုတ်ဖို့ကအကုန်ပြီးစီအကုန်ဝယ်ပြီးပြီသူကယဟန်ဝဲပြီးတရားထုတ်မယ်အကုန်လုံးပစ္စည်းလဲဆိုအကုန်လုံးပြင်ဆင်ပြီးဆိုတော့အဲ့ဒါတခါကြီးလို့ခမမီတာဖတ်တဲ့လူတွေကလည်းကြောင်းရောက်အောင်လာမဖတ်ဘဲနဲ့ရွာတွေကနေမှန်မှန်ကြီးရေးသွားတယ်ဗျာတော့ဒီတခါကျရင်မီတာဖတ်တဲ့လူတွေလာရင်ကြောင်းရောက်အောင်ခေါ်ခဲ့ပါလို့သူခေါ်လာတော့10 နာရီကြော်လေးရောက်လာဒီကြစကားပြောဆိုရင်တော့17 နာရီထိုးတော့ဆုံးဖုံးမယ်ဆိုတော့သူလည်းပြန်လာ17 နာရီကျတော့အဲ့ဒီကကြီးသိပြီတဲ့ကဲတနာရီပဲဂျားချလိုက်တယ်အကောင်းကြီးသူကရေချိုးတော့ဖိန်းထိန်ရှိန်ထိန်ဖြစ်တော့ဆေးသွားထိုးတာအဲ့လဲနှုတ်ကဩသေးတာသူ့အနာဂတ်ကိုသူတေချာပေါက်တွက်ထားတာရှင်ပြုပြီးရန်ဝတ်ပြီးတရားထုတ်ဖို့ခုနဘုရားကလည်းဒီလိုပဲဒုံလဘရန်ဝတ်ဖို့တေချာပေါက်တွက်ထားတာတွက်တကိန်းနေရတာမမှန်ဘူးအဲ့တော့ဘာလုပ်ရမလဲသာသနာနဲ့ကြုံလို့ငါလက်ရှိရနေပြီသာသနာနဲ့ကြုံနေပြီမဂ္ဂင်8ပြသာသနာနဲ့လည်းကြုံပြီလူလည်းဖြစ်ပြီထက်မြက်တဲ့လူဘဝရောက်ပြီအဲ့တော့ငါတနေ့ဘယ်လောက်ရှုမလဲသမင်းစားတဲ့ခါလဲဒီအာဟာရယုတ်ကြီးပါလားဒီအာဟာရတာမကြောက်ပန်းလို့ရှိရင်ဒီယုတ်ကြီးရပ်မတည်နိုင်ဘူးမရပ်တည်နိုင်ရင်နောက်ဆုံးသိရင်ဒီစိတ်လဲချုပ်သွားပြီအဲ့ဆိုဒီအာဟာရကြောင့်ယုတ်တည်နံနေဖြစ်နေတယ်ဒီအာဟာရဒီပုဂ္ဂိုလ်တ attva မဟုတ်ကြောင်းရေတောက်တော့လဲလေလိုပဲရေမတောက်လို့ရှိရင်ယုတ်နဲ့နံချုပ်ဒီရေကြောက်တာလည်းတို့ယုတ်နဲ့နံရှင်းတယ်နော်အဲ့ဒီလိုအာဟာရယုတ်ကြီးပါလားကမ္မဇယုတ်ကြီးပါလားနေပူရင်ပူတယ်ဆောင်းရရင်အေးတယ်ပူရင်လည်းအေးလိုက်တင်းလိုက်တောင်းလိုက်ထုံလိုက်ကျင်းလိုက်ဥဒုပေါ်အကြောင်းခံပြီးတော့ပြောင်းလဲဖောက်ပြန်တဲ့ကြောင့်ဥဒ္ဒဇယုတ်ကြီးပါလားငါသဘောမဟုတ်ပါလားဒါကြောင့်ခေါင်းကိုက်လေးဇက်ထိုးလိုက်ခါနာလိုက်ပူလိုက်အကြောတက်လိုက်ဖျားလိုက်ဖောက်ပြန်နေတဲ့သဘောကြီးပါလားငါသဘောမဟုတ်ပါလားငါမပိုင်ပါလားငါမဖြစ်ချင်တာတွေကိုနော်မဖြစ်ဘဲနဲ့ဖြစ်ချင်အောင်ဖြစ်လို့မရပါလားခေါင်းကိုက်မဲ့ဇက်ထိုးမဲ့နော်အကြောတက်တယ်မဖြစ်ပါနဲ့ဟဲ့လို့တားလို့မရဘူးကိုယ့်အကိုမေးကိုယ့်ကိုတားလို့မရဘူးအဲ့ဒီသဘောကသူများသွားမေးရမှာမဟုတ်ဘူးပေါ်လာတိုင်းခန္ဓာရဲ့ယုတ်တရားပေါ်မှာပဲရှုကြပါယုတ်တရားပေါ်လာတိုင်းပေါ်မှာအမှုမဲ့အမှတ်မဲ့နေပြီးတော့ထွေရလေးပါတွေးပြီးတော့မနေဘဲနဲ့စားတော့လဲတရားနဲ့နှလုံးသွင်းလိုက်ဦးဇင်းတို့တော့ဟောထားတဲ့တရားတွေအများကြီးရှိပါတယ်သွားတော့လဲတရားနဲ့နှလုံးသွင်းသိထားလိုက်ဒါဘယ်လိုသိရမလဲအဲ့ဒီအချိန်မှာလေဖြတ်ကြည့်ပါလမ်းလျှောက်လို့ပဲရတော့အဲ့လိုဆိုရင်လမ်းလျှောက်တယ်ဆိုတာဝါရောပထဝီတွန်းတာစိတ်ဇဝါရောကာမဇဝါရောနှစ်ခုပေါင်းစပ်မှဒီယုတ်ကြီးလမ်းလျှောက်လို့ရတာအဲ့ဒီအချိန်မှာကာမဇဝါရောပြတ်သွားရင်စိတ်ကဘလောက်ပဲလှမ်းကျင်လှမ်းလို့မရတော့ဘူးဦးဇင်းအဲ့ဒါတွေဟောထားပြီးသားအဲ့ဒါဆိုလှမ်းနေဆိုရင်လေငါသဘောမဟုတ်ကာမဇတတ္တိကာမဇဝါတ္တိဆိုတာအတိတ်ကပြုခဲ့တဲ့ကံကောင်းကျိုးပေးနေတဲ့အချိန်မှာဟာဒီယုတ်ကြီးကကောင်းတာဖြစ်တယ်ဆိုးကျိုးပေးတဲ့အချိန်မှာသူ့ဟာသူ့ဝိကျွေးနဲ့သူ့ဟာသူဆိုးကျိုးဖြစ်တယ်အဲ့လိုဖြစ်လာတဲ့အခါမှာစိတ်ကလှမ်းခြင်းမင်းနဲ့လှမ်းလို့မရတော့စိတ်ကကြွခြင်းမင်းနဲ့ကြွလို့မရဘူးစိတ်ကကိုးခြင်းမင်းနဲ့ကိုးလို့မရအောင်အဲ့လိုဆိုရင်ဗမာလဲငါတဲ့ပေါ့အဲ့လိုသွားတဲ့အခါလာတဲ့အခါအိပ်ပြီးတဲ့ထိုင်ပိုင်းလာတယ်လေးလံလာတယ်
သဘောဆောင်လာတယ်အမှုအမှန်မှန်မနေပါနဲ့ဩငါသဘောမစုပ်ပဲနဲ့သူ့သဘောသူဆိုင်းမိုင်းပြီးတော့နော်အိတ်ချင်လာပါလားကိုလို့တာမဟုတ်ဘူးလေဘာဖြစ်လဲဆိုတော့ဒီယုတ်တရားကြီးကကမ္မတတ္တိကိုလိုရင်နဲ့ကိုရောက်မဲ့အသက်မရောက်မချင်းကံတရားကအသစ်ကလတ်တွေဖန်တီးဖို့အဟောင်းကလတ်တွေကိုနော်တုတ်သိရှင်းလင်းဖို့အတွက်ဟာရယုတ်ကြီးကိုငြိမ်းပြီးတော့သူအလုပ်လုပ်တာကိုအိတ်တာမဟုတ်ဘူးယုတ်တရားကြီးသူ့ဘာသူဖန်တီးသွားတာအဲ့ဒီသဘောကိုငါအိတ်ချင်လို့တော့မဆွဲနဲ့အိတ်တာတော့အိတ်ရမယ်အိတ်ချင်တဲ့စိတ်ဖြစ်လာမယ်အိတ်သဘောဆောင်လာမယ်အဲ့ဒီပုံမှာသဘောလေးရှုအဲ့ဒီလိုထားတယ်သွားတယ်လာတယ်နေတယ်ထိုင်တယ်စားတယ်မှာနော်တရားနဲ့မွေးလျော်ပြီးတော့နေအဲ့လိုမှမနေဘဲနဲ့ပြုံးတိုင်းသေကံဒီမှာထဆွဲတော့ဘာဆွဲရမှမသိဖြစ်နေအခုတည်းကကြိုတင်ပရိဥ္ထားကြိုတင်ပွားထားကြိုတင်ရှုထားဘိုလ်ဘာတော်ဒုံလဘောမနုဿတ္တဘာဝဒုံလဘောအခုလို့မဂ္ဂင်ရှိဖြာသာသနာတော်ကြီးနဲ့ကြုံဖို့ဟာမလွယ်ဘူးဆိုတာကိုသေသေးချာချာလေးနဲ့အကယ်၍သေသွားပြီးရင်လူဘဝပြန်ဖြစ်ဖို့မလွယ်တော့မြတ်စွာဘုရားဆုံးခံထွက်တယ်ရာဇကြိုးပြေမှာရေမြောင်းထဲမှာရေစည်းတွေစီးနေတော့အာနန္ဒာတဲ့ကြောက်ခဲသွားချတယ်သွားချတော့ကြောက်ခဲကရေတိုက်တော့လှုပ်စီဖြစ်တယ်ရှစ်တပေါ်လာမလားမြုပ်သွားမလားမှန်လားဗျာကဲမဲလို့မရှိဆဲမဲလို့မရှိမြုပ်ပါမယ်ဗျာဘယ်တော့ပြန်ပေါ်လာမလဲတဲ့ဘယ်တော့မှပြန်မပေါ်လာတော့ပါဘူးဗျာရှစ်သားဒီလိုပဲတဲ့တတ္တဝါနန္ဒသန္တရာကျင်လည်နေတဲ့အချိန်မှာအခုလိုကဘာကြီးမှာလူလာဖြစ်ပြီးငါဘုရားသာသနာနဲ့ကြုံတဲ့အချိန်မှာအဲ့ဒီကြုံတဲ့လူတွေကရည်စည်းမြောင်းနဲ့ကြာနေကြောက်ခဲလေးလိုပဲတဲ့ဆယ်တင်မဲ့လူရှိရင်ဆယ်တင်ကံခွင့်ရှိတယ်တဲ့အခွင့်အရေးရှိတယ်အကယ်၍ဆယ်တင်မဲ့လူလည်းမရှိဘူးသို့မဟုတ်ဆယ်တင်မဲ့ပုဂ္ဂိုလ်လက်ကိုလည်းရိုက်ထုတ်မယ်ဆိုရင်အဲ့ဒီကြောက်ခဲလေးမြုပ်သွားတာပြန်မပေါ်လာတော့သလိုအဲ့ဒီပုဂ္ဂိုလ်လည်းလူဘဝနေပြီးတော့အပေလေးပါးသို့ဆုံဆင်းသွားတာဘယ်တော့ပြန်ပေါ်လာမယ်လို့ငါဘုရားလည်းမမြင်ဘူးတဲ့ကဲအဲ့ဒါလေးလေးနက်နက်စင်လူပြန်ပြေဖို့မလွယ်ဘူးအခုလူဖြစ်နေပြီအပိုင်မယ်တာသနာလည်းကြုံနေပြီဒီအခွင့်အရေးတဲ့ကောင်းတာမရှိတော့ဘူးအဲ့ဒါကိုခေါင်းထဲထည့်ပြီးစဉ်းစားနော်အဲ့တော့အပမာဒမမေ့မလျော့မေ့လျော့မှုကိုမရှိစေဘဲနဲ့မမေ့မလျော့မှုကိုတန်ဖိုးထားပြီးတော့ကြံနေတဲ့အချိန်မှာဘယ်နှစ်နေရတာတွေမနေရတာတွေငါလည်းမဟုတ်ဘူးကံရှိနေရမယ်ကံမရှိမနေရဘူးသို့တော့ကြိုတင်ပြီးတော့ငါဝိပဿနာဘာဝနာကိုခိုင်ခိုင်မြဲမြဲပွားတဲ့ခိုင်တဲ့မဲ့၌ဖို့၌ဘာဝနာ၌ဝိပဿနာ၌တည်တံ့ခိုင်မြဲတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ဖို့လိုတယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုချပါဒါအရေးကြီးတယ်ဦးဇင်းတို့ဘာဖြစ်လို့ခုနလိုပေါ့ဘဝပေါင်းများစွာကြည်တတိဖြစ်တာလည်းမဆမ်းဘူးခွေးဖြစ်တာလည်းမဆမ်းဘူးသရောင်းသားတွေရောဘာတွေရောဆင်းရဲသားကောမိန်းမဘဝကိုယောက်ျားဘဝကိုတိရစ္ဆာန်ဘဝပိဋ္ဌာဘဝတွေနော်အကုန်လုံးဖြစ်ခဲ့တာဘဝဆိုဖြစ်ကြတယ်ဖြစ်နေအဲ့တော့ဘဝမှာနေတာအခုလူဘဝတဘဝတည်းကြည်တာမဟုတ်ဘူးဘုသူချမ်းသာတဲ့ဘုသူဆင်းရဲတဲ့ဦးဇင်းတို့မှမရှိတော့ဘာသိလဲဆိုဩတာသနာနဲ့ကြုံပြီးလူဖြစ်တယ်ရနိုင်ခဲ့တဲ့အခွင့်အရေးရနေပါလားဒါပဲသိတယ်အဲ့ဒီအချိန်မှာနာကြားမှုပွားများမှုတာရှိရင်အဲ့ဒီပုဂ္ဂိုလ်ကဒီဘဝမှာဆင်းရဲသားဖြစ်နောက်နေ့နတ်သားကြီးဖြစ်ပြီးနတ်ဗိမာန်ကြီးနတ်စည်းစိမ်ကြီးခံစားနိုင်တယ်အဲ့ဒီအခွင့်အရေးကလူဘဝမှာရနိုင်တယ်မြတ်စွာဘုရားလက်ထက်ကလည်းရှိတယ်လေအဲ့မှာတရောင်းစားနှူရွှဲနေတာတရားနာတော့အဝေးကနေနာတယ်အဝေးကနေနာတော့သူတရားနာလဲပြီးတော့တရားသိလဲသိသွားရောတရားမင်းကလူအောင်ဖန်ဆင်းပြီးတော့ဟဲ့အောင်မင်းဘုရားတရားတန်ခါယနာသုံးပါးကိုမယုံကြည်ဘူးလို့ပြောငါချမ်းသာတဲ့စည်းစိမ်တဝက်ပေးမယ်မလိုချင်ဘူးတဲ့အဲ့လိုပြောတာတရောင်းစားကတထေးစည်းစိမ်တဝက်ပေးတာကို तू မလိုချင်ဘူးတဲ့ဘာဖြစ်လို့ဆိုတော့အဲ့ဒီယရနာတဲ့မှတ်ထားနော်အဲ့ဒီယရနာတဲ့တန်ဖိုးဖြတ်လို့မရတဲ့ယရနာ၃ပါး तू ကသောတာပန်ဖြစ်သွားပြီအဲ့ဒီအတွက်ကြောင့်အဲ့ဒီ
ဓမ္မယရနာကမြတ်သွားတော့ကာမယရနာကိုသူမလိုချင်တော့ဘူးဒါလူဘဝရဲ့တန်ဖိုးတရောင်းစားနော်ခွက်ဆွဲတောင်းစားနေတဲ့တရောင်းစားတော်မှတရားမင်းကလူအောင်ဖန်ဆင်းပြီးတော့တထေးအောင်ဖန်ဆင်းပြီးတော့အငွေပေးတာတောင်သူမလိုချင်တော့ဘူးဆိုတော့တို့ကဘာတွေလိုချင်နေတယ်တို့ကတရားကိုလိုချင်တာလားယရနာတွေလိုချင်နေတာလားတချို့ကြယရနာရဲ့ဘာမှမဟုတ်ရေစုံမျောပြီးတော့တဏီကုံဇာတစုံနေတော့တာဘာမှမသိညာမှမသိနဲ့တဏီကုံတဏီအကုန်ခံပြီးတော့အချိန်ဖြုံးနေတာဘာလည်းမဟုတ်ဘူးဟိုဟာလည်းမဟုတ်ဘူးမရပါမဟုတ်ဘူးအချို့အဲ့နိုင်ငံတွေမှာလည်းနိုင်ငံခြားပါလဲပိစိနေရမရုပ်ကြီးတွေထိုင်ဟိုတွေးဒီတွေးအဲ့ဒီလိုအချိန်ဖြုံးပြီးတော့သေမဲ့နေ့ကိုရေစုံမျောပြီးတော့ခံတယ်တနေ့လူဘဝရတာကိုဖြုံးပြစ်တယ်အဲ့လူတော့ဖြုံးနိုင်တယ်ဗျာဒါပေမဲ့တရားရှုပါဆိုတော့မရှုချင်တရားရှုရမှာဝင်လေးတယ်ပြင်းတယ်ညင်းွေအဲ့ဒါပါဆိုမာနဝင်ဘူးနေမကောင်းမတဲ့မိစ္ဆာဝင်တားနေပြီမတားဖို့တာဖြစ်နေပြီနော်အဲ့ဒါကြောင့်မလို့ယောဂီတို့ဦးဇင်းဟောတဲ့တရားကတော့ငါသည်သာသနာနဲ့ကြုံတဲ့လူဖြစ်တဲ့အပမာဒမမိတ်မလျော့အဲ့ဒီအခွင့်အရေးကြီးကိုအမြတ်ရှာဖို့အတွက်ဘာဝနာတစ်ခုခုနဲ့ပွားပြီးတော့နေ့စဉ်ဘာဝနာအားဘလောက်ပွားနိုင်မလဲဘလောက်ရှုနိုင်မလဲများပွားအဲ့လိုပွားပြီးတော့ဘဝတစ်ခုကိုအဆုံးတိုင်မဂ္ဂင်၈ပါးပွားပြီးတော့သွားနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့လိုက်ရပါသတည်း